grade 12လေးတွေအတွက်အမှတ်ပြည့်10မှတ်ထိရနိုင်တဲ့ question number 2 choose ဆိုတဲ့ရွေးချယ်တဲ့အပိုင်းလေးကိုရှင်းပြပေးမယ်အဲ့တော့ဒါလေးကိုဖြည့်ကြည့်ကြအောင် ABC သူသုံးလုံးပေးထားတယ်ပေါ့နော် in an attempt ဆိုတာကြိုးစားတာ to relieve ဆိုတာတတ်တာရဖို့နော် they are သူတို့ရဲ့ဘာကိုတတ်တာရဖို့လဲ they decide သူတို့ဆုံးဖြတ်လိုက်တယ် to go to the park ပန်းခြံကိုသူတို့သွားဖို့ဆုံးဖြတ်လိုက်တယ်အဲ့တော့သူတို့ပန်းခြံကိုသွားဖို့ဆုံးဖြတ်လိုက်တာဘာကိုတတ်တာရဖို့လဲ depression စိတ်ဓာတ်ကြတာကိုတတ်တာဖို့လား boredom ပြင်းညင်းငွေ့နေတာကိုတတ်တာဖို့လားဒါမှမဟုတ် fatigue မောပန်းတာကိုတတ်တာဖို့လားအဲ့တော့ညင်းငွေ့မှုကိုတတ်တာဖို့ပေါ့ညင်းငွေ့မှုကဒီမှာနံပါတ် B ပေါ့အဲ့တော့အဖြေကနံပါတ် B boredom boredom နံပါတ်1ဆို1လို့တက်ပြီး B ရဲ့ boredom ရဲ့အဲ့လိုဖြေပြီးဟုတ်ပြီနော်ဒါမှမဟုတ် B လို့ဖြေလဲ B လို့တစ်လုံးနဲ့ဖြေလဲရတယ်နံပါတ် 1B ဒါပေမဲ့ဒီလို boredom လို့ဖြေပြီးတော့ B ဆိုတာကြီးမထည့်ဘူးဆိုရင်တော့အမှတ်မရနိုင်ဘူးเนาะအဲ့တော့ဆရာပြောချင်တာကဒီအပိုင်းကအမှတ်အပြည့်ရနိုင်တယ်အမှတ်ပြည့်မဟုတ်ရင်တော့အခြေခံအားနည်းတဲ့သူဆိုရင်တော့ question number 2 choose က9မှတ်10မှတ်လောက်တတာလေးရတယ်အဲ့တော့အဲ့ဒါလေးတွေပိုင်နိုင်လောက်ထားမယ်ဆိုရင်G12ကိုကျင်းတွေပေါက်အောင်တယ်ပေါ့နော်အဲ့တော့တင်တန်းလေးတွေစုံစမ်းခြင်းဆရာမဒီ choose နဲ့ပတ်သက်ပြီးရွေးချယ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဒီမှာ Telegram @တင်ထုံး90အကောင့်မှာလာစုံစမ်းလို့ရတယ် G12 နဲ့ပတ်သက်ပြီးအမှတ်60အောင်မှတ်အာမခံတင်တန်းလည်းရှိတယ်အဲ့တော့တင်တန်းလေးစုံစမ်းခြင်း Telegram ဒီအကောင့်မှာစုံစမ်းပေးပါ comment မှာဘယ်အဖြေအမှန်လို့ကိုကမဖြေခင်ဆရာမရှင်းပြခင်ဘယ်ဟာအဖြေမှန်လို့ထင်တာလဲဆိုတာလေးလဲ comment မှာမှတ်ပေးသွားအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်